လမ်းပေါ်မှာမေ့လဲနေတဲ့မိန်းကလေးငယ်လေးတယောက်ကိုစေတနာစိတ်နဲ့ကူညီပေးခဲ့ရုံတင်နောက်တစ်နေ့မှာတော့သူ့ကုမ္ပဏီဆုံးရှုံးသွားတဲ့ဘီလီယံ1000တန်စာချုပ်ကိုပြန်ရခဲ့တယ်အဲ့ဒီအစားစာချုပ်ကိုလူယူသွားတဲ့မနာလိုသူကတော့ထွက်လာတာနဲ့ကားတိုက်ခံရတယ်ဥက္ကဋ္ဌရဲ့လက်ထောက်ကဒါကိုမယုံနိုင်စရာကံကောင်းမှုလို့ထင်နေတာသူတို့မသိတာကဒါတွေအားလုံးဟာဒီမိန်းကလေးကြောင့်ဆိုတာပဲဒီမိန်းကလေးကတန်းပေါင်းများစွာထဲမှာတယောက်တည်းရှိတဲ့ကံကောင်းခြင်းရှင်မလေးဒါပေမဲ့သူ့အဖေဆုံးသွားတဲ့အခါမိတ်ဆွေမိသားစုကသူ့ကိုမွေးစားခဲ့တယ်တကယ်တော့အဲ့ဒီလင်မယားရဲ့ရည်ရွယ်ချက်ကနင့်နာချင်းငွေကိုပဲလိုချင်ကြတာနဲ့အနေငယ်အကြာမှာတော့မနာလိုတက်တဲ့အဲ့ဒီအမျိုးသမီးဟာသားသမီးမရတဲ့အတွက်အပြစ်အားလုံးကိုမိန်းကလေးအပေါ်ပုံချတယ်မိသားစုရဲ့ကံကောင်းခြင်းတွေကိုပိတ်ဆို့နေတဲ့နမိတ်မကောင်းသူလို့ဆွဆွဲပြီးသူ့ကံကြမ္မာနဲ့သူနေပါစီဆိုကလမ်းပေါ်ပစ်ထားခဲ့ဖို့ဝင်မလေးခဲ့ဘူးညဘက်မှာတော့စာလောင်နေတဲ့မိန်းကလေးငယ်ဟာလမ်းပေါ်မှာရှောက်သွားနေခဲ့တယ်အဲ့ဒီအချိန်မှာပဲဥက္ကဋ္ဌဟာနှစ်ပေါင်းများစွာစူးစမ်းလာခဲ့တဲ့ project ကိုလူယူခံလိုက်ရတာကြောင့်စိတ်ပြတ်အားငယ်စွာနဲ့ရန်မိသားစုစီနောက်ဆုံးချိန်ဖြစ်သွားဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့လမ်းမှာမေ့လဲနေတဲ့မိန်းကလေးငယ်ကိုတွေ့ခဲ့တယ်ကုမ္ပဏီနဲ့လူအသက်တစ်ချောင်းကြားမှာဥက္ကဋ္ဌကစက္ကန့်ပိုင်းလေးတောင်မတွန့်ဆုတ်ပဲရွေးချယ်ခဲ့တယ်သူမသိတာကတော့ဒီကောင်းမှုကသူ့စီကိုမထင်မှတ်ထားတဲ့ကံကောင်းခြင်းတွေယူဆောင်လာပေးမယ်ဆိုတာပဲနောက်တစ်နေ့မှာမိန်းကလေးနိုးလာပြီးစာချုပ်ကိစ္စစိတ်ပူနေကြတာကိုကြားလိုက်ရတယ်မိန်းကလေးကသူ့ရဲ့ကံကောင်းခြင်းစွမ်းအားကိုသုံးဖို့မတွန့်ဆုတ်ပဲအကိုကြီးစာချုပ်ရပါစေလို့စိတ်နှစ်ပြီးဆုတောင်းပေးလိုက်တယ်မကြခင်မှာပဲရန်မိသားစုကစာချုပ်ချုပ်ဖို့သဘောတူလိုက်ပြီဆိုတဲ့သတင်းကိုလက်ထောက်ကရရှိခဲ့တယ်တစ်ဖက်မှာတော့စာချုပ်ကိုလူသွားတဲ့မနာလိုသူကကားအက်ဆီဒင့်ဖြစ်ပြီးရန်မိသားစုနဲ့ချုပ်မဲ့ဘီလီယံ1000တန်စာချုပ်ကိုဆုံးရှုံးသွားခဲ့ရတယ်သူတို့မောင်းထုတ်လိုက်တဲ့သူကကံကောင်းခြင်းတွေကိုဆွဲဆောင်နိုင်တဲ့သူများလားလို့တန်တရားဝင်လာကြတယ်ဒီအတော်အတွင်းဥက္ကဋ္ဌကမိန်းကလေးကိုအိမ်ခေါ်လာပေမဲ့အိမ်စီတွေရဲ့စကားဝိုင်းကြောင့်အိမ်ကသခင်လေးကစိတ်ဆိုးသွားတယ်ဒီနိမိတ်မကောင်းတဲ့မိန်းကလေးကိုမောင်းထုတ်ဖို့သူဆုံးဖြတ်လိုက်တယ်မိန်းကလေးကသူ့ကိုမျက်နှာချိုသွေးဖို့အနာတိုးသွားတဲ့အခါသူကတွန်းလွတ်လိုက်တယ်မိန်းကလေးကဥက္ကဋ္ဌကိုအခက်မတွေ့စေချင်တာကြောင့်သခင်လေးရဲ့စိတ်ကိုတဖြည်းဖြည်းချင်းပြောင်းလဲဖို့ကြိုးစားတယ်ညဘက်မှာမိုးကြိုးပစ်လို့မိန်းကလေးအရန်ကြောက်နေပြီးသခင်လေးစီကအကာအကွယ်လိုချင်တဲ့အခါမှာတော့သခင်လေးကဆဲဆိုပြီးတနာညာတာမှုမရှိဘဲမိတန်နာဂီဟာကိုပို့ဖို့ဆုံးဖြတ်လိုက်တယ်နောက်ဆုံးတော့သူ့ကိုအခန်းထဲမှာပိတ်လှောင်ထားခဲ့တယ်ဒါကပဲစီးပွားရေးခရီးစဉ်သွားမဲ့သခင်လေးကိုလေရင်နောက်ကျသွားစေခဲ့တယ်သူကမိန်းကလေးကိုသင်ခန်းစာပေးဖို့အိမ်ပြန်ဖို့တွေးနေတော့မှပဲလေရင်ပြတ်ကျသွားပြီဖြစ်ကြောင်းအကိုဖြစ်သူကအကြောင်းကြားလာတယ်အဲဒီတော့မှသခင်လေးကမိန်းကလေးအပေါ်အထင်လွဲခဲ့မှန်းသိသွားတယ်အပြစ်မကင်းစိတ်တွေနဲ့အိမ်ပြန်ရောက်တဲ့အခါမိန်းကလေးကိုတောင်းပန်ခဲ့တယ်ဒါပေမဲ့လည်းစိတ်ထားကောင်းတဲ့မိန်းကလေးကမျှော်လင့်ချက်မထားဘဲဦးလေးကြီးပတ်စံတွေအများကြီးရပါစေအန်တီကြီးဘိုက်ထဲမှာလည်းညီလေးတစ်ယောက်ရှိပါစေလို့ဆုတောင်းပေးခဲ့တယ်နောက်တစ်နေ့မှာအဲ့ဒီလင်မယားကဆရာဝန်ကြားရဲ့ဆေးကန်းကိုတွားပြကြပေမဲ့သမီးလေးရအောင်မှဖြစ်နေတယ်သူတို့အပြင်းထန်ညှင်းခုန်နေကြတာကိုမြင်တော့ဆရာဝန်အတုကအခွင့်ကောင်းယူပြီးဆေးလုံးတွေရောင်းတယ်ဒါကိုတောက်ရင်သမီးကနေသားဖြစ်သွားမယ်လို့ပြောတာကြောင့်မျက်စိကန်းနေတဲ့သူတို့နှစ်ယောက်ဟာ2တန်းပေးပြီးဝယ်ခဲ့ကြတယ်မနာလိုသူကတော့သူဆုံးရှုံးသွားတဲ့စာချုပ်နဲ့အလားအတာသုံးလိုက်ရတဲ့2တန်းကိုတွေးပြီးသူ့မှာကန်ဆိုးလွန်းတယ်လို့တက်ပြင်းချနေမိတယ်ဒါပေမဲ့မနာလိုတဲ့အဲ့ဒီအမျိုးသမီးကဥက္ကဋ္ဌကမိန်းကလေးကိုခေါ်ထားတာမြင်တော့ရပိုင်းအတွင်းချုံမဲ့စာချုပ်ကသူတို့အတွက်ဖြစ်လာမှအသေးချပဲလို့ယုံကြည်နေတယ်ဥက္ကဋ္ဌရန်ရဲ့မွေးနေ့ပွဲရောက်လာတဲ့အခါစပွဲထိုးကငကြဲ့ပွင့်စားဖို့မှုလုပ်ထားတဲ့ကိတ်မုံကိုလာချပေးတယ်ဒါပေမဲ့မိန်းကလေးကကြီးလိုက်ုံနဲ့ဘာဖြစ်မလဲဆိုတာသိတာကြောင့်ဒီကိတ်မုံထဲမှာအစိတ်ပါလို့စားလို့မရဘူးလို့အတန်ကျဲကျဲနဲ့ပြောလိုက်တယ်မတော်တဆပဲမဒန်ရန်ရဲ့ဝစ်စုံကိုပေးချန်သွားစေခဲ့တယ်ဥက္ကဋ္ဌစာချုပ်ရဲတော်မယ်လို့အားလုံးထင်နေကြတဲ့အချိန်မှာပဲအတင်းပြောနေတဲ့အမျိုးသမီးကကျမ်းပြင်ပေါ်လဲကျသွားတယ်အဲဒီတော့မှမတန်ရန်ကမိန်းကလေးဟာသူ့အသက်ကိုကယ်ခဲ့တာမှန်ရိပ်မိသွားတယ်မတွန်းဆုတ်ပဲတန်း1000တန်နဲ့သူ့ရဲ့ကြောက်စိမ့်ဆွဲသီးကိုလက်ဆောင်ပေးလိုက်ပြီးဥက္ကဋ္ဌကိုလည်းဘီလီယံ9000တန် project တစ်ခုကမ်းလှမ်းခဲ့တယ်အဲဒီနောက်သူတို့နှစ်ယောက်စာချုပ်ချုပ်ဖို့ထွက်သွားကြပြီးမိန်းကလေးကိုတယောက်ထဲထားခဲ့တယ်ဒါပေမဲ့မနာလိုတဲ့အမျိုးသမီးကပွဲထဲမှာမိန်းကလေးကိုမြင်တော့အဖြစ်ပုံချဖို့သူ့အပေါ်အတင်းလုံးပစ်လိုက်တယ်ပြစ်မှုရဲ့သက်သေအဖြစ်တန်း1000တန်ကြောက်စိမ့်ဆွဲသီးကိုလူယူပြီးလူအများရှေ့မှာမိန်းကလေးကိုသင်ခန်းစာကောင်းကောင်းပေးဖို့ပြင်ဆင်နေတယ်သူမသိတာကတော့မကြခင်မှာပဲဒါအတွက်တန်ဖိုးကြီးကြီးမားမားပြန်ပေးဆက်ရတော့မယ်ဆိုတာပဲတော်ဆန်း